မင်္ဂလာပါရှင်အခုမနေ့ကကျမလေး post တင်လိုက်တာပေါ့နော် post တင်လိုက်တဲ့အလူခံတာပေါ့နော်အဲ့ဒီကိုလာပြီးတော့လှူနေတာဖြစ်ပါတယ်အကြီးကောင်ကိုအထုကန်လိုက်ပါ ဒါဒီလမ်းဟိုရှိရလမ်းမှာအိုက်ကနေဝင်လာဒီထက်ရောက်တာပေါ့နော်ဒီမှာပထမကလေး1ယောက်2ယောက်ဟုတ်ပါဟောဒီ2ယောက်ကလေးအဲ့ဒါကလေးမလားကလေးမသွားလို့နော်ဒါလေးပါပေါ်တယ်ဒါအပေါ်ဓာတ်ကတဲ့တလားကို9000ပေးရတယ်တဲ့အထဲတော့ဝင်လို့တော့အစင်မပြေဘူးပေါ့နော်ဒါကအိမ်သာနဲ့တူရနော်ဟုတ်တယ်အိမ်သာဟိုကနောက်ဖက်ချမ်းအခုကိုဆက်လွှင့်လိုက်တယ်ရောက်ကိုဆက်လွှင့်လိုက်တာဒါကုသိုလ်စုမိသားစုကနေပြီးတော့ကျမတို့လာလှူပေးရဖြစ်ပါတယ်ဒါကတော့မိသားစုစားဖို့လို့နေ့လည်စားဖို့တော့ဒါပေါင်းလေးငါးပွင့်ဝယ်ရပေးတယ်အဲ့ဒီထည့်လိုက်တာလေးလေးလာတယ်နော်အဲ့ဒါလေးပြီးတော့ဒါကလေးဖားနေတယ်နော်ဒါလေကိုမရဒီလောက်မွေးလာတယ်နော်အဲ့တော့ဒီက3ကတ်တော့ထည့်လာတယ်ခွေးလောက်တယ်တစ်နေ့ကိုတစ်လုံးလောက်တော့တောက်လာနော်ဒီကပုံစံအိမ်ပေါ့နော်ဒီကခေါင်းဝင်လေးတွေရှိတာနောက်ကြရဝေးလို့ရတယ်ဟိုကလေကျမလေထမိန်မရှိဘူးအဲ့ဒါနဲ့ထမိန်တော့ပါမလားအခုကကြတော့နာမည်လေးဖတ်ပေးလိုက်အော်မုတ်ရေးပေးလိုက်ပါဒီတိုးနဲ့လေးတွေရတယ်နှစ်ခုဒီတိုးလေးတွေတော့အားလားရှိတာတာယူထားလိုက်အဲ့ဝါမမဓာတ်ပုံရိုက်ပေးပါလားဥမို့ပတ်စံမှာတခါဒါဥမို့ရိုက်နေဥမို့ရိုက်နေဟာလေဒါကလေနာမည်လေးဖတ်ပေးပါဦးဖတ်ပေးမယ်နော်ဟိုကလေကိုညီမပုတ်စီတီတဲစုမော်ခရစ်စတန်မီတာစု10သိန်းချက်ညပုံလို့လှမ်းလူတာ10သိန်းနော်အဲ့ဒါကိုညီမပုတ်စီတီတဲစုမော်ခရစ်စတန်မီတာစု10သိန်းချက်ပါလေဒါကုသိုလ်စုမီတာစုမနေ့ကကျွန်တော်တို့အလူခံတာကုသိုလ်စုမီတာစု15သိန်းချက်ဒါကုသိုလ်စုမီတာစု15သိန်းဒါကကျမတို့ဇနီးမောင်နဲ့2ယောက်ပေါ့နော်ဒါကတော့ကျေးဇူးတင်ပါတယ်ပွဲအလူအပ်တဲ့သူတွေရောအစီရင်ပူဇော်တဲ့သူတွေရောသူတို့ရဲ့ပညာရတဲ့ငွေလေးတွေဆိုင်ငွေလေးလည်းပါမှာပေါ့အေးပေါ့ပါအနွယ်တော့လည်းထည့်လိုက်ပါအဲ့လိုမျိုးအားပေးတဲ့သူတွေရဲ့ငွေလေးတွေပါဒါက5သိန်းချက်ဒီအားကြတော့ဒီမှာအကိုနဲ့အမကိုမင်းမဆုဝေတားမင်းစစ်သွေးသမီးသွေးသစ္စာမိသားစု3သိန်းချက်စုပေါင်းငွေသား30သိန်းရပါတယ်30သိန်းချက်ဟိုကကျန်လာလေးတွေကတော့မုတ်လေးတွေတို့ဆေးလေးတွေတို့ပေါ့နော်ထမိန်လေးစာပို့တာတွေ့တယ်ကျမထမိန်မရှိတဲ့လူဆိုတော့လေကိုကပဲဝင်လိုက်တယ်ဝေးစရိတ်ချမ်းပြီးတော့ကိုက30ရှိတာလုံး30ရှိတဲ့ဥစ္စာလုံးနော်ဘာဖြစ်လို့လဲဆိုတော့ဒီကလေးထွက်လာတဲ့အချိန်ကိုကအလုံးမလုံးနိုင်တဲ့အချိန်မှာကလေး3ယောက်နဲ့ဒါကဒုက္ခရောက်မှာအဲ့ဒါဟုတ်တယ်သေချာအရင်ကြီးလေးလုံးအရင်ကြီးလေးရရင်ဈေးလေးပါလေးရောင်းပါတော့ဟုတ်ကွာလေးပေါ့ဟိုလိုပြောတာမဟုတ်ပါဘူးနောင်ရင်းကိုစဉ်းစားလိုက်လို့ရှိရင်လေကလေး3ယောက်နဲ့အေးနဲ့ဒါကဒုက္ခရောက်သွားမှာဆိုလို့နော်အဲ့တော့လောက်ငါးလေးရှိတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါမုတ်ဒီလေးစားတော့နော်အားရမယ်ကလေးခဏကလေးတွေပါမလားဝယ်မလားဟုတ်တယ်ခဏလေးဝယ်ပေးလိုက်ပါဦးဘာလို့ဆိုတော့အပြင်မှာမိုးရည်တယ်ခဏမပါရင်မမေကိုယူဆိုင်နော်မမေကိုယူဆိုင်နော်မမေကိုယူဆိုင်နော်ခွဲပွေးပါအေးလေရှင်းမှလည်း3ယောက်နဲ့ဆိုတော့အသက်နဲ့ဆိုတော့ခွဲပွေးရမှာအရင်ကလည်းကိုလာကြည့်ပြီးစေအားကြောင့်ဟိုဟာလေးပရိုက်တာအဲ့လိုမျိုးအသေးနေနဲ့ချိတ်ပြီးတော့သွားမင်းတော့ကိုရင်လာလို့လာတယ်ဗျာသူတို့တွေနဲ့ချိတ်ပြီးတော့ဆေးရုံမှာဖဲလဲဆိုတက်တာရင်အဲ့လိုမျိုးလေးဆိုတက်တာရင်နော်အဲ့ဆိုအဆင်ပြေပါလေရှင့်ဟုတ်ကဲ့အဲ့ဆိုဒီတိုင်းလေးပြန်ထွက်လိုက်တော့မယ်နော်ဟုတ်ကဲ့တိုင်းမပို့လေရတယ်မပို့နဲ့တော့ပတ်စံတခြားသိန်းနော်ဟုတ်ကဲ့ယူဆိုင်နော်ပတ်စံဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရထားလေးမုံလေးမြော်ရမုံလေးတတရမုံလေးမုံလေးအကုန်ကောင်းလေးတွေပဲအတားကလူရှိတယ်အဲ့ဒါမှတကယ်တယောက်ရှိသေးတယ်ဟုတ်လားညီလေးကိုကြွလိုက်ညီလေးကိုကြွလိုက်နော်အားပြီနော်အဲ့ဆိုလို့ရှိရင်ဟုတ်ကဲ့ပြန်မအားပြီရှင်ပြလိုက်ပါဓာကြီးကြိုင်ပြီးမသွားနဲ့ဟုတ်တယ်ပတ်စံသိန်းတော့ကဲမနေ့တုန်းကကျမညာတွင်းချင်း post ကလေးအလှခံထားတာလေတရားချက်အလှခံတယ်မနေ့ဖန်ကျမတို့သွားလှူလို့ရှိရင်ပြောမယ်ဆိုပြီးတော့တင်ထားတဲ့ post ကလေးပေါ့နော်ဒီညီမလေးကလွန်ခဲ့တဲ့3-4လလောက်ကလေးကျမကိုစာရီပို့တယ်ဒါပေမဲ့ကျမအဲ့စာရီမဖတ်မိဘူးဗီဒီယိုတွေပို့တော့လေဗီဒီယိုကဖွင့်လို့မရဘူး
ဗီဒီယိုဖိုင်နေဆိုတော့ခွင့်လို့မရတော့ဘာမှမသိဘူးမနေ့ကကြမှာကျမကဟိုလေတယောက်9000နဲ့3ဦးလားမသိဘူးမိုးတွေရွာလို့မေတ္တာလက်ဆောင်ပေးမယ်ဆိုတော့ post လဲကြလက်ကြရောကလေးက3ယောက်နဲ့ယောက်ျားမရှိတော့ဘူးအခုဘာကလေးကမွေးခံပြီးပြီဆိုတော့စာအုပ်တွေ့လဲရောဒီတယောက်ငါ့ကိုစာပို့ဘူးတယ်နဲ့တူရဲဆိုပြီးပြန်ဝင်ကြည့်တော့မှကျမကလည်းတွေ့တာတွေ့လဲရောအဲ့ကြကမှသူ့ကိုလိပ်စာတွေပါမေးတော့အမျိုးသားကသူသိရဲ့လိပ်စာအဲ့ဆိုရင်ဟို post ကလေးတင်ပြီး100ကျပ်အလှခံပြီးတော့ဘလောက်ရပေါ့နော်ရတဲ့ငွေလေးကိုစုပြီးတော့သူ့စီကိုသွားပြီးတော့မနေ့ဖန်ကြရင်ပို့ကြမယ်လို့သူ့တော့ကြိုမပြောလိုက်ပါဘူးဟိုကအလူခန်းနေဒီဘာမှမပြောဘဲနဲ့ဒီတိုင်းလေးပဲကိုလှုပ်ရှားရှိရဲ့ဥစ္စာလှုပ်ပြီးဒီနေ့မနေ့အကောင်ထဲဝင်တဲ့ငွေလေးတွေစုဆက်ပြီးတော့အားနဲ့လာပို့လိုက်တာကျမနဲ့ရင်းနှီးတဲ့ဒီဟိုပါပေါ့ပုံတို့မိသားစုက10သိန်းထပ်လူလာရယ်မမတင်စာတို့မိသားစုက3သိန်းနဲ့အကုန်ကျမတို့ကုသိုလ်စုပြီးတော့ကျမတို့ကပေါင်းလိုက်တော့31သိန်းရရှိပါတယ်ရှင်ဒါကုသိုလ်တွေအားလုံးပြုတ်ခဲ့ပြီးပါပြီလက်ရောက်လှူဒန်းခဲ့ပြီးပါပြီအားလေးကိုကျမပြောပေးတာဖြစ်ပါတယ်ရှင်အဲဆိုရင်အားလုံးကုသိုလ်တွေထပ်ထူထပ်မရရှိကြပါစေကုသိုလ်စုဖို့မိသားစုတွေအားလုံးကျမ်းမာချမ်းသာပြည့်စုံအောင်မြင်ကြပါစေရှင် like လေးကိုနားခွင့်ပြုပါရှင်ခွင့်ပြုချက်နဲ့like လွှင့်လိုက်တာပါနော်ဟာကာယကံရှင်ခွင့်ပြုတာပါရှင်ကျမလည်းတင်လိုက်တဲ့ post လေးကြောင့်သူ့နောက်ကြရင်ကူညီခြင်းတဲ့လူလေးတွေရှိရင်လည်းကူညီလို့ရအောင်ဆိုပြီးတော့ကျမလည်းတမင်တက် like လေးလွှင့်ပေးရပါနော်အဲဆိုရင် like လေးနားပါပြီရှင်